ရှေ့ရက်ကနေအယောင်းတင်ထားတဲ့စီတာ3လမ်းပေါ်ကဒီမြေကွက်လေးပေါ့လာတော့ကြည့်ကြတယ်ကျွန်တော်အနေနဲ့ပြောဖို့လိုသွားတယ်ထင်တယ်ကျိုးမီကျိုးပေါ့ဒါအားလိုင်းကျိုးအသေးဖြတ်တာလေအသေးဖြတ်နေပါတယ်ဒီအသေးလေးခြံထဲမှာအဲ့အတွက်ကြောင့်ဈေးနှုန်းလေးကတင်တင်မြတ်တာပြီးတော့အဆင်ပြေနေရခြင်းဖြစ်ပါတယ်စီတာ3လမ်းမေးတင်နည်းနည်းပွင့်ကတစ်ဖက်ကပေ90တစ်ဖက်က80ဒီမျက်နှာစာဒီအဝိုက်ကလေးပေါ့ဒီအဝိုက်ကလေးကပေ160တောင်ရှိတယ်ဗျအဲ့လေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပြန်ပြီးတော့ဒါပြောကြားပေးခြင်းဖြစ်တယ်ကျွန်တော်မိတ်ဆွေများနေလာမောဖြစ်မှာဆိုလို့ကျွန်တော်ဒီနေ့ဆိုရင်အဝယ်တအူးပြတာကျွန်တော်ဗီဒီယိုထဲမှာတော့ကျွန်တော်တင်ထားတယ်ဒီကျိုးလေးပါနေအကြောင်းပေါ့ဒါပေမဲ့ကျွန်တော်ပြောတော့မပြောလိုက်ရဘူးအဲ့တော့သူကလာကြည့်တာရှင်းနေတွေပါတခါတည်းခေါ်လာတယ်ပေါ့ခေါ်လာပြီးတခါတည်းဈေးစကားပြောစာချုပ်ချုပ်မယ်ဆိုပြီးတော့ရောင်းဝယ်တော့မဖြစ်လိုက်ဘူးဒီကျိုးလေးဖြတ်နေတဲ့အတွက်ကြောင့်ဒီကျိုးနောက်လာကြည့်မဲ့မိတ်ဆွေများအနေနဲ့ဒီကျိုးလေးရှိချောင်းကျွန်တော်အနေနဲ့ဒါအတိပေးပြောချင်းဖြစ်ပါတယ်ဒါအချန်ထဲမှာဆိုရင်အဆောက်အဦဒါအဆောက်အဦရှစ်လုံးပါမယ်ဆိုင်ခန်းသဘောမျိုးဖြစ်ပါတယ်ဆိုင်ခန်းသဘောမျိုးဒီဆောက်လို့ရမယ်လူနေဆိုင်ဖွင့်လို့ရပါမယ်ခင်ဗျာ3500စီတာ3လမ်းပေါ်ကမြေကွက်နေရာကောင်းဖြစ်ပါတယ်စိတ်ဝင်စားတဲ့မိတ်ဆွေများကကျွန်တော်ပြောတဲ့အချက်လေးတွေလက်ခံနိုင်နေဆိုရင်ဒါလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ဒါလေ့လာပြီးတော့ဝယ်ယူနိုင်ပါလေခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်